ဟိုရက်ကတင်လိုက်တဲ့ဗီဒီယိုရဲ့အောက်မှာ comment လာမှတ်သွားပါနေကကလားကောင်းကောင်းကိုအဲ့လောက်ထိပြောနေအောင်နေကကလားမရဖြစ်ချင်လို့လားတဲ့နေကကလားအကြောင်းကိုဘယ်လောက်သိလို့လဲတဲ့အခုငါနေတာ Saudi Arabia နိုင်ငံမှာငါနေတာနော် Arab ဒေသမှာငါနေတာငါကလားတွေကြားထဲမှာငါနေတာဒီလားနော်ကလားကောင်းမကောင်းတော့မသိဘူးဒီလားကလားတွေကတရားဝင်မိန်းမ၄ယောက်ယူပိုင်ခွင့်ရှိတယ်သူတို့ယူထားတဲ့မိန်းမ၄ယောက်လုံးလေအိမ်တစ်ဆောင်မိတဲ့ပြောင်တိုက်နဲ့ကားနဲ့ထားနိုင်တယ်ဒီလားတို့မြန်မာတွေလိုမျိုးလေတို့မြန်မာမျိုးသားတချို့တွေပေါ့နော်တချို့တွေပြောတာပေါ့နော်မိမယူတယ်မိမကိုကောင်းကောင်းမွန်မွန်မထားနိုင်တဲ့ပြင်အငယ်နှောင်းကထားခြင်းတဲ့သူကရှိသေးကိုယူထားတဲ့မိမတယောက်ကတော့မကောင်းကောင်းမွန်မွန်မကြွေးမွေးနိုင်ပဲနဲ့နေ့တိုင်းအဲ့ဒီမိမမျက်ရည်နဲ့ဒူးနဲ့တုံနေရတယ်သူရှိတယ်တပုံကြီးသိလားနော်ကလားတွေလေကောင်းမကောင်းတော့မသိဘူးသိလားအမြင်သမျှကလားတွေကတော့ဘာသာတရားခိုင်းဆိုင်တယ်သူတို့ရဲ့မိမကိုသူတို့ယူသေးလေးစားတယ်တန်ဖိုးထားတယ်သူတို့ချစ်မြတ်လို့တယ်သိလားညီတို့ဘယ်ကလားတွေကိုမြင်ပြီးတော့ဘလို့ကြောက်လန့်နေလို့ငါမသိဘူးငါတော့ကလားတွေငါချစ်တယ်ယူသေးတယ်ငါလေးစားတယ်ဒီလားနော်ကြိုက်သူတို့ငါ့ကိုလာဟောင်းမကျင်းနိုင်ကြိုက်သူတို့လာဟောင်းနင်ငါ့ကို comment ထဲမှာလာဟောင်းပြီးနင်ငါ့ကိုဘလော့သွားတာလေနင်ငါ့ကိုကြောက်လို့မလားပြန်ဟောင်းလို့ရရင်နော်ဒီဗီဒီယိုတွေ့ပြီးနင်ငါ့ကိုပြန်လာဟောင်းလို့ရတယ် I don't care ပဲနော်ကလားတွေကလေဒုဗမာတွေတက်စားလို့ရှိရင်လေကိုချင်းတိတ်ခါတရားကောင်းမွန်တယ်တဲ့လားအငယ်နောက်မရှိဘူးနော်အငယ်နောက်မထားဘူးသူတို့လိုချင်တယ်ဆိုလို့ရှိရင်သူတို့တရားဝင်မိန်းမ၄ယောက်ယူပိုင်ခွင့်ရှိတယ်သဘောပေါက်လားနော်တို့မြန်မာလူမျိုးလေးဟိုကိုလှုပ်စာဖြစ်မလောက်မငတ်နဲ့အငယ်မရေငင်ရထားခြင်းတည်ကိုမြန်မာအကြောင်းကိုပြောရတာလေဟိုဘယ်လိုကိုပောင်ကိုလှန်ထောင်းသလိုဖြစ်တယ်ဒီလားမြန်မာတွေကအရင်မဲ့ဟိုဘယ်လိုပြောမလဲသူများစားရမနာလို့သူများကောင်းစားမနာလို့ဒီလားအဲ့ဒီစိတ်ဓာတ်တွေရှိနေသေးတို့မြန်မာနိုင်ငံကြီးလုံးဝမကြီးပွားမတိုးတက်ဘူးဒီလားငါလည်းမြန်မာလူမျိုးပါပဲငါမြန်မာနိုင်ငံငါမြန်မာလူမျိုးငါချစ်တယ်ဒါပေမဲ့သူများနိုင်ငံသူများကလားဆိုပြီးတော့အဲ့လိုမျိုးမပြောသင့်ဘူးပေါ့နော်သူများနိုင်ငံတွေကြီးပွားတိုးတက်နေသူများနိုင်ငံစီးလုံးနေကိုချင်းသိက္ခာတရားအကျင့်တရားကောင်းမွန်နေဒီလားသူများနိုင်ငံတိုးတက်နေရလဲမပြောနဲ့လေတို့မြန်မာလိုအကျင့်စာရိတ္တမှမရှိတာနော်သူများကိုပုတ်ချပြီးတော့တပုတ်လွင်လွင်ပြောတတ်တဲ့အကျင့်လည်းမရှိဘူးဒီလားငါကတော့လေးစားတဲ့ကလားတွေချစ်တယ်လေးစားတယ်မွတ်စလင်တွေဆိုပိုတော့ချစ်သေးတယ်ဒီလားနော်ဘာသာတရားကိုအရင်ကိုင်းဆိုင်လို့